တခါတုန်းကမြင်းကုန်တယ်တွေခရီးသွားကြညရောက်တော့တောအုပ်တစ်ခုကိုဖြတ်တယ်ဖြတ်တော့ချောင်းလိုဟာလေးတစ်ခုကိုဖြတ်တော့ဟိုးအမှောင်ထဲကနေပြီးတော့လှမ်းပြီးတော့အမိန်ပေးတယ်ဟေးအားလုံးရက်ဘာနဲ့များလှမ်းပစ်လိုက်မလဲမသိဘူးဆိုတော့ကြောက်တော့အကုန်လုံးရက်ရတယ်မြင်းမောကအကုန်လုံးဆင်းရတယ်မင်းတို့ခြေတော်အောက်မှာနင်းမိနေတဲ့အဲ့ဒီကြောက်ခဲတွေကိုမင်းတို့မှာပါတဲ့အိတ်အပိုတွေကိုထည့်ဒုက္ခပဲကုံနေတင်ထားလို့မြင်းလေးတဲ့ကြားတယ်ဒါပေမဲ့ကြောက်တော့အဲ့ဒီကြောက်ခဲတွေကိုအိတ်တွေထဲထည့်ပြီးပြီဆိုလို့ရှိရင်အိတ်တွေကိုစီးပြီးတော့မြင်းမောမြန်ဒီနားကထွက်သွားကြမမြင်ဘူးကြောက်တယ်ကြောက်လွန်းတော့သူခိုင်းတဲ့အတိုင်းလုပ်တယ်အဲ့ဒီကြောက်ခဲအိတ်တွေမြင်းမောတင်ပြီးတော့ခရီးထွက်တယ်ရန်သူတွေနဲ့ဝေးအောင်ဆိုပြီးတော့မြင်းကိုမြန်စီးအာယုံလေးလာပြီရောင်လေးလာပြီအလင်းရောင်လေးပြိုးလာပြီဆိုတော့ကဲရန်သူနဲ့လည်းဝေးခဲ့ပြီအာယုံချင်းလို့အလင်းလေးရောက်ပြီမြင်းတွေလည်းမောလာပြီဆိုပြီးတော့နားပြီးတော့ကိုင်းမြင်းတွေကိုလေးစီတဲ့ဒီကြောက်ခဲတွေကိုသွန်းပြီးတော့ပြစ်ကြစို့ဆိုပြီးတော့ကြောက်ခဲအိတ်ချပြီးတော့အဲ့ဒီအိတ်တွေကိုဖြေးပြီးတော့ကြောက်ခဲတွေသွန်းမယ်ဆိုပြီးတော့အိတ်တွေကိုဖြေးလိုက်တော့ကြောက်ခဲတွေမဟုတ်ဘဲနဲ့ကြောက်တံပရမ ्या တွေဖြစ်နေတယ်တဲ့ပုံမြင်ဆိုတော့ဖြစ်နိုင်တာပေါ့နော်အဲ့ဒီကြောက်တံပရမ ्या တွေဖြစ်နေပေမဲ့လို့အဲ့ဒီကုံတွေဟာတယောက်မှမပျော်ပါဘူးတဲ့ဘာဖြစ်လို့မပျော်တာလဲဆိုတော့ဒီလိုမှသိရင်ကြံတဲ့အိတ်တွေပါအပြည့်ထဲခဲ့ပါတယ်လို့စဉ်းစားနေလို့မပျော်တာတဲ့ဟုတ်လားတခါကြီးမိုင်းများတကယ်ဆိုရင်ကြောက်တံပရမ ्या ဒင်းငယ်ကဲလောက်ရတယ်ဆိုရင်ဘဝအတွက်စီးပွားရေးအတွက်ကတော့စစ်ဆက်သုံးမယ်ဆိုရင်လုံလောက်ပါပြီဗျာဟုတ်လားဒါပေမဲ့လို့အိတ်ကြီးနဲ့ထည့်လာတာတော့သူတို့ပျော်တဲ့လားမပျော်ဘူးဒီလိုအဖို့တံမှန်သိရင်ကြံတဲ့အိတ်တွေကိုဒီအိတ်လည်းအပြည့်ကြံတဲ့အိတ်တွေပါအပြည့်ဒီပြင်ကုံတွေပါသွန်းပြီးတော့ကြောက်တံပရမ ्या တွေထည့်ခဲ့ပါတယ်လို့စဉ်းစားတော့ပျော်သေးလားမပျော်တော့ဘူးလူလောကလည်းပဲအဲ့ဒီကုံတွေလိုပါပဲဟုတ်လားမရသေးတာတွေကိုလှမ်းပြီးတော့တန်းတခြင်းနဲ့ရနေတဲ့စီးရင်ကိုမေ့ပြောင်းပြီးတော့ဟုတ်လားတန်တုဋ္ဌိရဲ့ယတ္တကိုမခံစားရဘဲနဲ့အသက်ကြီးသွားကြတာတန်တုဋ္ဌိအင်မတန်အရေးကြီးပါတယ်ရှင်အနုရုဒ္ဓစဉ်းစားတဲ့အတွေးတွေရှိတယ်ဗျမြတ်စွာဘုရားရဲ့တရားတော်ဆိုတာတဲ့တင်းတိမ်ရောင်ရဲတဲ့သူနဲ့သာထိုက်တန်တာတင်းတိမ်ရောင်ရဲမှုမရှိဘဲနဲ့ဘာဖြစ်ရကျင်နေတဲ့လူနဲ့မထိုက်တန်ဘူးတဲ့ဟုတ်ရဲ့လားဘာကြောင့်လဲဆိုတော့ဘာဖြစ်ရကျင်နေတယ်ဆိုရင်အဲ့ဓာတွေကိုရအောင်လုပ်ရင်းနဲ့ပဲအဖို့တန်တဲ့အချိန်တွေခွန်အားတွေကကုန်သွားမှာဒီတန်ဖိုးကြီးတဲ့တရားကိုရှာဖို့အချိန်ရှိတော့မှာမဟုတ်တော့ဟုတ်ရဲ့လားဒါကြောင့်ဘဝမှာညီမျှနေသွားတတ်ဖို့အင်မတန်အရေးကြီးတယ်ជីវဥစ္စာလည်းအရေးကြီးပါတယ်အရေးမကြီးဘူးလို့မဆိုလိုဘူးသို့တော့ဒီဘက်ကတရားနဲ့ငြိမ်းချမ်းလေးအေးဆေးလေးနေသွားဖို့လည်းပဲအရေးကြီးပါသေးတယ်ပို့ပြီးတော့တောင်းအရေးကြီးပါသေးတယ်ဟုတ်လားဒါကြောင့်တရားရဲ့ယတ္တကိုခံစားခြင်းနဲ့ဆိုရင်တန်တုဋ္ဌိဆိုတဲ့အရင်အနည်းမရှိလို့ကတော့ဖြစ်ကိုမဖြစ်ဘူးလို့နားလည်ရမယ်ဟုတ်လားဒါကြောင့်ဘဝမှာဒုတိယမြောက်ချမ်းသာကိုရခြင်းနဲ့ဆိုရင်ရတာနဲ့ကျင့်တတ်ဖို့ကိုဖြစ်နေတဲ့အခြေအနေလေးနဲ့နှစ်သက်နိုင်ဖို့အရေးမကြီးဘူးလားအရေးကြီးတယ်